ရှင်ဒီနေ့ဗီဒီယိုလေးကနေပြီးတော့ကြိုဆိုလိုက်ပါရရှင်တခါတလေကိုယ့်ရဲ့ဘဝကိုပြန်ကြည့်တဲ့အခါငါကဘာအောင်မြင်မှုမှမရှိဘူးငါကတာမန်သူတယောက်တတာပဲလို့စဉ်းစားမိဘူးလားဒါပေမဲ့တင့်ကိုမေးချင်တာတစ်ခုရှိပါတယ်တင့်ရဲ့ဘဝကိုတာမန်ပဲဖြတ်တန်းမှုအတွက်စိတ်တိုင်းကြရဲ့လားတင့်ရဲ့ဘဝကိုဘယ်လိုဖြတ်တန်းရမလဲဆိုတာဘဝကဆုံးဖြတ်သွားပါတင်ကပဲဆုံးဖြတ်သွားမှာပါတခါတလေမှာတင်နှိမ့်ကျသွားမယ်တခါတလေမှာတင်အားမဲ့သွားမယ်ဒါကတင်တာမန်လူတယောက်ဖြစ်ဖို့မဟုတ်ပါဘူးဒါကတော့တင်အောင်မြင်ဖို့အတွက်လမ်းပေါ်မှာခံစားရမယ့်အခက်အခဲတွေပဲဖြစ်ပါတယ်တင်ရဲ့ဘဝကိုတာမန်ပဲဖြစ်တမ်းမယ်ဆိုလို့ရှိရင်တင်ရဲ့ဘဝကလည်းတာမန်အနေနဲ့ပဲပြန်လာပါမယ်တင်မှာအချိန်ရှိရယ်တင်မှာအခွင့်အလမ်းရှိဒါပေမဲ့အဲ့ဒီအရာတွေကိုသုံးဖို့အတွက်တန်တရားမရှိဖို့လိုပါတယ်တတိထားပါတာမန်ဘဝဆိုတာလုံခြုံပေမဲ့ငြင်းဝေစီပါတယ်အောင်မြင်တဲ့ဘဝဆိုတာခက်ခဲပေမဲ့တန်မိုးရှိပါတယ်ဒါတွေကိုတင်ကိုယ်တိုင်ကခွဲခွဲခြားခြားသိဖို့အတွက်လိုအပ်ပါတယ်ဘဝကိုတာမန်ပဲဖြတ်တန်းမဲ့လူတယောက်အဖြစ်ခံမလားတင်ရဲ့ဘဝကိုပြောင်းလဲလှုပ်ရှားပြီးတော့မမြင်ကြအောင်အသက်ရှင်မလားအဲ့ဒီအဖြေကတော့တင်ရဲ့လက်ထဲမှာပဲရှိပါတယ်အခုချိန်မှာစတင်ပါတိတိလေးပဲဖြစ်ဖြစ်တင်ရဲ့အချိန်တွေကိုတန်မိုးရှိအောင်အတုံးချပါဒါမှသာတင့်ရဲ့ဘဝကတာမန်လူတယောက်မဖြစ်တော့ပါဘူးဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲရှင်နောက်နေ့ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်ရှင်အားလုံးပဲဘိုင်ဘိုင်ပါ